အဲ့ဒါကိုကျွန်တော်မဟုတ်ဘူးတော့စကားအိတ်နေရင်ကိုနေမကောင်းတာလားမဟုတ်ဘူးစမလုံးရင်တွားနှိုးတယ်မငိမ့်နေရင်စ FI Psychology and Rehabilitation Center မျိုးမင်းဖြစ်ပါတယ်ဗျာ။ဒါပြောပြလူဆက်သွင်းလိုက်တာလူဆက်သွင်းတဲ့အခါမှာကျွန်တော်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေအကုန်ဖြစ်နိုင်တယ်။ခံယူတဲ့သဘောတရားကလွှမ်းမိုးမှုပါလာရင်ကျွန်တော်ကဟိုထိန်းချုပ်လို့မရတဲ့ပြဿနာတွေဖြစ်လာတာပေါ့နော်။နောက်သူတို့သွားပေါက်တဲ့အချိန်မှာကြိုက်တာမျိုးလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်တို့ကအစိုးရင်းတွေကဟိုဘယ်လိုပြောမလဲအဲ့အသီးလေးတွေကိုသဘောတရားကိုနားလဲဖို့ကျွန်တော်လေးလာဖို့လဲလိုတယ်။ကြိုက်တာဖြစ်မယ်ခေါ်ရင်မလာဘူးခေါ်ရင်မလာဘူးဆိုရင်တကားနားမထောင်တော့သူဒီခေါင်းဆောင်တက်လုပ်လိုက်တာအခုဒါကျွန်တော်အပြောနဲ့ပဲပြောတာလေတကယ်ဒါကြီးကို break လုပ်မယ်အခုကျွန်တော်ပြောမယ်ဒါကြီးကိုဒီလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ဆိုလုံနိုင်မလား 100% ပိုင်ရှင်သည်မလုံနိုင်ဘူးလုံးဝ first ကလေ့ကျင့်ခန်းပြီးစီကန်းချရမယ်ကျွန်တော်တို့စီကန်းပြီးမှကျွန်တော်တို့ကဒီ affection ဆိုတဲ့ဒီမေတ္တာတရားနောက်ပိတ်ဆုံးပါပဲအဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်တို့ဒီ leadership ဆက်ဆံကိုဝင်ရရှိတာကိုဝင်မယ်နှုတ်ဆက်เสียမလို့အဲ့ဒါကိုကျွန်တော်မဟုတ်ဘူးတော့စကားအိတ်နေရင်ကိုနေမကောင်းတာလားမဟုတ်ဘူးစမလုံးရင်တွားနှိုးတယ်မငိမ့်နေရင်စ aggressive ဖြစ်တဲ့ရန်လိုတိုက်ခိုက်တဲ့ကလေးမျိုးတွေနော်အရန်ဘကင်ဝါဆိုတဲ့ကလေးမျိုးတွေအခုသမီးလိုကလေးမျိုးအဲ့ဒါတွေကိုအရန်နိုင်နေလုပ်လို့ရတယ်ဒီချိုးက